ဒီမင်းကလေးဟာကိုရီးယားသမိုင်းမှာအရက်ဆက်ဆုံးဘရင်မဖြစ်ခဲ့တဲ့သူမကျူးလွန်ခဲ့တဲ့ကြီးလေးတဲ့ရာဇဝတ်မှုတွေအတွက်အစိတ်ခတ်ထားတဲ့ဝိုင်ကိုတောက်ပြီးတည်တံပေးခံရဖို့အမိန့်ချမှတ်ခံခဲ့ရတယ်။ရုတ်တရက်မိုးကြိုးတံတွေအပြင်းထန်ဟိမ့်ဟောက်လာတယ်။သူမမျက်လုံးဖွင့်လိုက်တဲ့အခါမမျှော်လင့်ပဲနှစ်ပေါင်း300အနာဂတ်ကိုအချိန်ခီးသွားရောက်လာခဲ့တာဖြစ်နေတယ်။သူမကြားရောက်လာတဲ့နေရာကနန်းတွင်းဝတ်စုံဇလန်းရုပ်ရှင်ရိုက်ကွင်းဖြစ်နေတယ်။အဲ့ဒီမြင်ကွင်းကအချိန်ခီးမသွားခင်ကသူမကြုံခဲ့ရတဲ့အခြေအနေနဲ့တပုံစံနဲ့တူနေတဲ့အတွက်ဒါဟာအမြင်မှားတစ်ခုလို့ထင်လိုက်တယ်။သူမဖြည်းဖြည်းချင်းထွက်ပြီးစပွဲကိုလှမ်းပစ်လိုက်တယ်။လူတိုင်းအံ့အားသင့်သွားကြတယ်။ဒရိုက်တာကတော့သူမရဲ့တရုပ်ဆောင်ပုံကိုအဆက်မပြတ်ချီးကျူးနေတယ်။တရုပ်ဆောင်တွေကဇက်ဝင်ကန်းကိုပြန်စဖို့ပြင်ဆင်နေချိန်မှာတော့မင်းကလေးကသူတို့ကသူမကိုတိုက်ခိုက်တော့မယ်လို့ထင်လိုက်တယ်။သူမကတရုပ်ဆောင်တယောက်ကိုပခုံးပေါ်ကနေလှမ်းပစ်တဲ့ suplex ကိုခံပညာနည်းနဲ့ချက်ချင်းပစ်ချလိုက်တယ်။ဒရိုက်တာကလည်းချက်ချင်းရိုက်ကူးရေးကိုရန်နာလိုက်ရတယ်။မင်းကလေးကတော့သူမဟာရှေ့ခေတ်မှာပဲရှိနေသေးတယ်လို့ယုံကြည်နေစေဖြစ်ပြီးဒရိုက်တာကိုတောင်ဖမ်းဆီးဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့ဘယ်သူမှသူမကိုအလေးနဲ့မထားကြဘူး။သူမကထူးဆန်းတာတွေကိုသတိထားမိလာတယ်။ဒီလိုဝတ်စားတွေကိုသူမတစ်ခါမှမမြင်ဘူးဘူး။လူအုပ်ထဲမှာလည်းသပင်ရွှေရောင်နိုင်ငံသား2ယောက်ရက်နေကြတယ်။နိုင်ငံသားသူတစ်ယောက်ကသူမနဲ့တက်ပုံရိုက်ချင်လို့ရောက်လာတယ်။ဖုန်းမျက်နှာပြင်ပေါ်ကသူမရဲ့ပုံကိုမြင်လိုက်တဲ့အချိန်မှာတော့သူမအလွန်ထိတ်လန့်သွားတယ်။သူမကမှတ်တစ်ချက်ကိုအမြန်ယူကြည့်လိုက်ပြီးတခြားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ချင်းလဲလှယ်သွားပြီဆိုတာသိလိုက်ရတယ်။မတော်တဆရိုက်ကူးရေးနေရာကနေထွက်လာပြီးမမြင်ဘူးတဲ့ပတ်ဝန်းကျင်ကိုအံ့ဩနေကစိတ်မကပ်ပဲရှောက်သွားနေတယ်။ထို့နောက်ကုမ္ပဏီဥက္ကဋ္ဌဆဲရောက်ရဲ့စိန်ခံကားကိုမြင်လိုက်တာနဲ့ကြောက်လန့်လွန်လို့မေ့လဲသွားတယ်။ဆော့ကလူနာတင်ရင်ခေါ်တော့မယ်လုပ်နေချိန်မှာသူမကရုတ်တရက်ထထိုင်လိုက်တယ်။ဆီယိုကတော့သူမဟာဒဏ်ရာရဟန်ဆောင်ပြီးငွေညစ်ချင်တာလို့ထင်လိုက်တယ်။အဲ့ဒီအချိန်မှာကားတစ်စီးကသူ့မစီကိုအရှိန်ပြင်းပြင်းနဲ့တန်းမောင်းလာတယ်။ဆော့ကသူမကိုအချိန်မီဆွဲပြီးလမ်းဘေးကိုခေါ်သွားလိုက်တယ်။ဒါပေမဲ့မိန်းကလေးကချက်ချင်းဆော့ကိုပါရိုက်လိုက်ပြီးယောက်ျားနဲ့မိန်းမကြားမှာလိုက်နာရမယ့်စီကံတွေကိုမလေးစားဘူးလို့ဆွဆွဲလိုက်တယ်။ထို့နောက်လမ်းဘေးကအရွက်ကြီးတစ်ရွက်ကိုကောက်ယူပြီးဆော့ကိုအကြိမ်ကြိမ်ရိုက်နှက်လိုက်တယ်။ဆော့ကမခံနိုင်တော့တဲ့အတွက်ပန်းတပွင့်ကိုကင်ပြီးပြန်လဲခုခံလိုက်တယ်။သူတို့နှစ်ယောက်ရန်ဖြစ်နေတာကိုလူအများလာဝိုင်းကြည့်ကြတယ်။ကိုယ့်ရဲ့ဂုဏ်သိက္ခာမထိခိုက်စေချင်တဲ့သူကအငင်းပွားမှုကိုအဆုံးသတ်လိုက်တယ်။သူကသူမကိုလိပ်စာပါတဲ့လုပ်ငန်းက business card ပေးပြီးစေးုံသွားပြီးစစ်ဖို့ပြောလိုက်တယ်။မိန်းကလေးကတပ်ပေါ်ကလိပ်စာအတိုင်းသွားလိုက်ရာစီရဲ့ကုမ္ပဏီကိုရောက်သွားတယ်။အဲ့ကျဝန်ထမ်းကတော့သူမကိုအလုပ်လျှောက်ထားသူလို့မှားထင်သွားတယ်။အင်တာဗျူးမေးခွန်းတွေကိုဖြေနေချိန်မှာဆီယိုကအခန်းထဲဝင်လာတယ်။မိန်းကလေးကပြုံးပြီးနှုတ်ဆက်ကစီးပွားရေးကိစ္စတစ်ခုဆွေးနွေးချင်လို့ပါလို့ပြောလိုက်တယ်။ဆီယိုကတော့သူမကိုစိတ်မမှန်တဲ့သူလို့ထင်ပြီးလုံခြုံရေးဝန်ထမ်းတွေကိုခေါ်ကာအဆောက်အုံပြင်ကိုနှင်ထုတ်ခိုင်းလိုက်တယ်။ဒါပေမဲ့ခဲ့ဘူးသူရဲ့ထက်မြက်တဲ့အာယုံခံနိုင်စွမ်းကြောင့်သူမကရှို့အပေါ်အန္တရာယ်တစ်ခုကြားရောက်တော့မယ်ဆိုတာခံစားလိုက်ရတယ်။ရှင်းပြဖို့အချိန်မပြုံးတော့ပဲဆီယိုကိုသူမဘက်စီအတင်းဆွဲလိုက်တယ်။နောက်တစ်စက္ကန့်အကြာမှာတော့ရိုက်ကူးရေးမှာအသုံးပြုတဲ့အယုတ် Pravda မီတစ်ခုကအပေါ်ကပြုတ်ကျလာပြီးဆီယိုအခုနာကရက်နေတဲ့နေရာကိုပြင်းပြင်းထန်ထန်ကြားရောက်သွားတယ်